ထိုင်းပြန်လူငယ်18ဦးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတဲ့တဲ့ရင်ကိုလာပြီးတော့ပြောပြမယ်နော်။ဩဂုတ်လ23ရက်နေ့တုန်းကစကိုင်းတရားရှိစစ်တပ်စစ်စေးဂိတ်မှာမြဝတီမြို့ကနေပြီးတော့ပြန်လာတဲ့ထိုင်းပြန်လူငယ်18ဦးကိုစစ်တပ်ကခီးတဲ့တင်ကားပေါ်ကနေပြီးတော့ဆွဲချကရိုက်နှက်ဖမ်းဆီးသွားပါတယ်လို့သိရပါတယ်။ထို့အပြင်ဩဂုတ်လ21ရက်နေ့တုန်းကလည်းစကိုင်းမြို့အဝင်အထွက်လမ်းတွေမှာလမ်းစုံတွေမှာပန်းခြံတွေမှာစစ်ကောင်စီကစစ်ဆေးမှုများပြုလုပ်ပြီးအသက်20ကနေပြီးတော့35နှစ်အတွင်းရှိတဲ့လူငယ်အယောက်20ကိုလည်းဖမ်းဆီးသွားတယ်လို့သိရပါတယ်။ထိုင်းပြန်ပြည်ပကနေပြန်လာတဲ့လူတွေကိုပဲပေါ်တာဆွဲနေတာမဟုတ်ဘူးเนาะ။ရန်ကုန်မှာလည်းလူငယ်ပိုင်းတွေကိုပေါ်တာဆွဲဖမ်းဆီးမှုများဇက်တိုက်ဖြစ်နေပါတယ်။ပြည်ပကနေပြီးတော့ပြန်ဖို့အစီအစဉ်ရှိတဲ့လူတွေတေချာစဉ်းစားပြီးမှပြန်ကြပါခင်ဗျာ။အခုဆိုရင်စရာဖြစ်တာကဒီပြန်တဲ့လူတွေအတွက်ပေါ့နော်။ပြည်ပကနေပြီးတော့မြန်မာနိုင်ငံကိုပြန်မဲ့လူတွေအတွက်ပေါ့နော်။လမ်းခရီးမှာစိုးရိမ်စရာတွေရှိတာပေါ့နော်။အဲ့ဒါဘာတွေလဲဆိုတော့လန်ကီမှာကိုပြန်မဲ့လန်ကီမှာစစ်တပ်ခိတ်နဲ့တိုးလို့ရှိရင်တော့ဘာမှဆိုဖြစ်လာနိုင်တယ်ပေါ့နော်အခဏပြောသွားသလိုပဲပေါ်တာဆွဲတာတွေဘာတွေနဲ့လည်းကြုံတတ်တယ်ပေါ့နော်တကယ်လို့ပေါ်တာဆွဲခံရမယ်ဆိုလို့ရှိရင်လည်းဘယ်သူမှလက်ကဲမှာမဟုတ်ဘူးကိုဒီလန်ကီမှာကိုကချောချောမမွှေ့နဲ့ပြန်ရအောင်လို့စစ်တပ်ခိတ်နဲ့မတိုးခဲ့ဘူးဆိုလို့ရှိရင်အိမ်ကိုပြန်ရအောင်လို့ရှိရင်တော့ဒါစိုးရိမ်စရာမရှိတော့ဘူးကိုအိမ်မှာတော့လုံလုံခြုံရှိလိုက်မှာပေါ့နော်ဘယ်သူမှလာပြီးတော့နှောက်ယှက်မှာလည်းမဟုတ်ဘူးပေါ့နော်ဒါကလည်းပြောလို့မရသေးဘူးခင်ဗျကိုယ့်ရဲ့ပတ်ဝန်းကျင်ကအခြေအနေကဘယ်လိုရှိလဲဆိုတာလည်းမူတည်နေတာပေါ့နော်ပြည်ပကနေပြန်မှုအစီအစဉ်ရှိတဲ့လူတွေကမဖြစ်မနေပြန်ရမယ်ဆိုလို့ရှိရင်လန်ခကြီးအခြေအနေကိုတေချာလေ့လာပြီးမှပြန်ဖို့အကြံပေးခြင်းပါတယ်ခင်ဗျအခုလိုပြောပြလို့တချို့ Power Ranger ကောင်တွေက comment မှာတွေ့ရလိမ့်မယ်ခင်ဗျငါတို့ပြန်တာဘာမှမဖြစ်ဘူးဘာညာဆိုပြီးတော့ comment မှာလာရေးတာတွေ့ကြရလိမ့်မယ်ခင်ဗျအခုကျွန်တော်ပြောပြနေတာကနေရာတိုင်းကိုလည်းဖမ်းဆီးနေတယ်လို့ပြောတာမဟုတ်ဘူးပေါ့နော်ဒါပေါ်တာဆွဲတဲ့ဒီစစ်တပ်ဂိတ်နဲ့ကြုံတွေ့ခဲ့မယ်ဆိုလို့ရှိရင်တော့ဒါအချိန်မျိုးဘာမှမဆိုဖြစ်လာနိုင်တယ်ပေါ့နော်တကယ်လို့မကြုံခဲ့ဘူးဆိုလို့ရှိရင်တော့ဒါကိုကန်နဲ့ပဲဆိုင်တာပေါ့နော်တကယ်လို့ကိုကစကိုင်းတိုင်းဘက်ချမ်းကိုသွားရဲတယ်တတိရှိတယ်သူပါဝရင်းကြားကောင်တွေဆိုလို့ရှိရင်ကျွန်တော်ကိုဆက်သွယ်လာလို့ရတာเนาะကျွန်တော်စကိုင်းတိုင်းဘက်ချမ်းပို့ပေးမယ်เนาะပေါ်တာမဆွဲဘူးလို့ပြောနေတဲ့လူတွေရှိတယ်ဆိုလို့ရှိရင်အခုစစ်တပ်ကပေါ်တာဆွဲသွားတယ်ဆိုတာပေါ့နော်သူ့ရဲ့ရွှေမျိုးတွေလည်းတိတယ်ပြင်ကားပေါ်မှာပါတဲ့ကားဆရာတွေလည်းတိတယ်ပေါ့နော်သူတို့ကကားတစ်စီးလုံးပေါ်တာဆွဲသွားတာမဟုတ်လူငယ်ပိုင်းပေါ့နော်အသက်20ကနေပြီးတော့ဒီအသက်35လောက်ရှိတဲ့လူငယ်ပိုင်းတွေကိုပေါ့နော်ပေါ်တာဆွဲသွားတာလူကြီးပိုင်းလူအိုပိုင်းတွေကိုပေါ်တာမဆွဲသွားဘူးခင်ဗျအေးမှာကားပေါ်မှာကြံခဲ့တဲ့လူတွေတက်တေရှိတယ်ပေါ့နော်ပေါ်တာတကယ်ဆွဲသွားတယ်ဆိုတာဘယ်သူမှလည်းဒီစစ်တပ်ကိုတရားတော်ဆွဲလို့မရဘူးဘယ်သူမှလည်းသွားပြီးတော့အရေးယူလို့လည်းမရဘူးဒါအားလုံးသိကြတယ်ပေါ့နော်ဘာမှလုပ်လို့မရဘူးသိတယ်ပေါ်တာဆွဲသွားတယ်ဆိုတာသိတယ်ဘာလုပ်လို့ရလဲဘာမှလုပ်လို့မရဘူးဒီနောက်ပိုင်းမြန်မာနိုင်ငံကလေမြန်မာနိုင်ငံသားတွေအတွက်မလုံခြုံတဲ့နိုင်ငံဖြစ်လာပြီပြည်ပကနေပြီးတော့မြန်မာနိုင်ငံကိုပြန်ဖို့အစီအစဉ်ရှိတဲ့လူတွေကိုအကြံပေးချင်တာကတော့ကိုပြန်မဲ့လမ်းခရီးကိုတေချာအရင်စုံစမ်းလေ့လာပါပြီးတော့မှပြန်ကြပါတကယ်လို့ကိုကစစ်မှုထမ်းဖို့ဝန်မလေးဘူးဆိုလို့ရှိရင်တော့ဘာမှလေ့လာစရာမလိုဘူးပြန်သွားလိုက်ချက်ချင်းပြန်သွားလိုက်ဒါစစ်တပ်ခိတ်နဲ့တိုးတယ်ဆိုလို့ရှိရင်တော့ပြောလိုက်ပေါ့နော်စစ်သားတွေကိုကျွန်တော်စစ်မှုထမ်းခြင်းနေဒါကြာပြီးပေါ့နော်အစင်တက်ဖြစ်နေတာကြာပြီးဆိုရင်မှတို့ခေါ်သွားတာလိုက်သွားရုံပဲတကယ်လို့ကိုကမလိုက်သွားခြင်းဘူးဆိုလို့ရှိရင်တော့တေချာလေးလာပြီးမှကိုသွားတဲ့လမ်းခီးကစစ်တပ်ခိတ်လည်းမရှိဘူးဆိုမှပြန်ဖို့အကြံပေးချင်တာပေါ့နော်